Suratul Kafirun Makkiyah Di surah yang namanya Suratul Kafirun lo kore Maka myo ma chayo khere surah dabau phit de A'udzu billahi minasy syaithanir rajim Bismillahirrahmanirrahim Qul Qul Qaf ka lam ko paung mein ai lo achain ma sha ye ni tha ka sha phya ka apo shi twa ri ye taphong nae twa thim Qul Ya Ya ko phat de kha ma sha ye alle ka apo agaung bak ko thi pi ro phat de Ya ai ya ma le mat chi de twa swai mein Ya ai မလိုက်တိုင်းပဲယာကိုလာပေါင်းတာအလစ်ကတက်စတီရှိနေတဲ့ဒီအခြေအနေဖြစ်နေတဲ့အတွက်ဒီယာကိုပေါင်းတဲ့အခါမှာစောင့်ပဲအတန်ကိုအိုက်လို့ပြောလို့မရအောင်ယာအိုက်ယူဟဲလ်ယူယာရှာအလေကပဲအပေါ်အကောင်ထိမယ်ယူဟဲလ်ဟာကလမ်ကိုလာပေါင်းမယ်လမ်ကိုပေါင်းနေတဲ့အခါမှာရှာရဲ့အနေထားကရှာရဲ့အဖျားကအပေါ်ရှေ့သွားရတဲ့တဖုံးတွေကိုတွတ်ထိမယ်ဟဲလ်ဒီဟာကကြတော့လေကြောင်းရဲ့ဟိုအောက်ဆုံးကနေဖားတယ်ယာအယူဟဲလ်ယာအယူဟဲလ်ကာဖီရူနာရှိတယ်အဲ့တော့နွန်ပါရှိတဲ့ဇဘတ်ကိုဖယ်မယ်ရက်တန်တဲ့ခါမှာနောက်ဆုံးကိုများသွားပြဂျဇန်ပေးရတယ်အဲ့တော့ရူန်ဖြစ်သွားတယ်ကာဖီရူန်ကာဖOff ထွက်တဲ့နေရာရဲ့နော်ပါဇက်ဘက်ကိုနည်းနည်းလေးစုံပြီးတော့မှသူကဖတ်ကြတယ်နော်ကာဖီကိုပေါ်မှာ off ပြီးတော့သူအောက်တယ်နည်းနည်းလေးကာဖတ်တယ်အဲ့off ထွက်တဲ့နေရာအောက်နည်းနည်းဆင်းပြီးတော့ဖတ်ရတယ်ကာဖီရူန်ဖာကိုဖတ်တဲ့အခါမှာအပေါ်ရှိသွားနှစ်ချောင်းကအပေါ်ရှိသွားရဲ့နှစ်ချောင်းရဲ့အနားလေးတွေဒီအနားလေးအောက်နှခမ်းရဲ့စိုးနေတဲ့ဒီနှခမ်းသားနဲ့ထိပြီးတော့မှဖတ်ရတယ်ဖောက်ဖိကာဖိရူနာရက်တဲ့ခါမှာရူန်ရောပေါ်မှာပေရှိနေတဲ့ခါကျတော့ရောဝဲအတန်ထူထူဖတ်မယ်ကာဖိရူန်အတလိုင်းလုံးဖတ်ကြည့်မယ် Qul ya ayyuhal kafirun Qul ya ayyuhal kafirun နောက်တာရလေးခြင်းမယ်လာအဘူဒူလာဘူဒူလမ်ကိုပတ်တဲ့အခါမှာရှားရပြအပေါ်ရှိသွားတဲ့တဖုံးနေနဲ့ထိနေမယ်လာဘူဒူအလစ်ကဒီအိုင်ကိုပေါင်းမယ်အိုင်ကိုပေါင်းတဲ့အခါမှာလေကြောင်းအလဲထွက်ရတယ်အိုင်ကဘူဒူဘာနှခမ်းရဲ့ဆူဆူနေတဲ့နှစ်ခုထိဖတ်တယ်ဘူဒူဒါကိုဖတ်တဲ့အခါမှာရှားထိတ်ကအပေါ်ရှိသွားနှစ်ချောင်းရဲ့အရင်နဲ့ထိပြီးတော့ပတ်ရတယ်ဒူလာأعبد لا أعبد ما تعبدون بدون يدك ما تعبدون ما ميم နောက်တစ်ခုရဲ့6တွေ့တဲ့နေရာနှစ်ခုထိပြီးတော့ဖတ်တယ်မာတာကလေချောင်းဒီအိုင်ကိုပေါင်းတဲ့အခါမှာအိုင်လေချောင်းအလဲကနေထွက်တယ်တာကျတော့ဘယ်ကထွက်လဲဆိုရှာထိတ်ကိုအပေါ်ရှိသွားနှစ်ချောင်းရဲ့အရင်းနေနဲ့ထိတယ်တာကအိုင်ကလေချောင်းအလဲကနေထွက်တယ်တာဘူဒူန်လာအဘူဒူမာတာဘူဒူلا أعبد ما تعبدون أو تاية ولا أنتم
ဝေါဖတ်တဲ့အခါမှာနှခနှစ်ခုရဲ့ဘေးအနားနှစ်ဖက်ကိုထိကတ်ထားပြီးတော့အလဲဘဟုနေရာနာနေပြီးတော့အနေငယ်ဖွင့်ပြီးတော့ဖတ်ဝါလာလာမှာမတ်ချီတဲ့အတွက်ဆွဲမယ်အန်တုံနုစာကင်ရဲ့ဒီဘက်ချမ်းမှာတာရှိနေတယ်တာက ikhfa စလုံး15လုံးထဲမှာအပါဝင်ဖြစ်တယ်နုစာကင်ရဲ့ဒီဘက်ချမ်းမှာ ikhfa စလုံးနေတဲ့တခုခုလာတယ်ဆိုရင်အတန်ကိုနုရဲ့အတန်ကိုမပေါ်အောင်ဖုံးပြီးတော့ဖတ်ကြတယ်အန်ဝါလာဘီဒူနာမာဝါလာအန်တုံအာဘီဒူနာအာဘီဒူနာအာဘီဒူနာအိုင်လေကြောင်းလေပါနှခနှစ်ခုဆိုတဲ့နေရာနဲ့ဖတ်တယ်ဒါလ်ကိုဖတ်တဲ့အခါမှာရှာထိတ်အပေါ်ရှည်သွားနှစ်ချောင်းအချောင်းအရင်ရှာထိတ်ကအပေါ်ရှည်သွားနှစ်ချောင်းရဲ့အရင်နေနဲ့ထိပြီးတော့ဖတ်ရတယ်ဒူနာဝေါပေါင်းတဲ့အခါမှာနှခလေးနဲ့ဆိုလိုက်ဒူနာအာဘီဒူနာမာဘုဒ္ဓရှိတယ်ဒါလ်ကနောက်ဆုံးမှာဆိုတော့ဂျဇန်ပေးလိုက်ရတဲ့စကားသူကကလာဖြစ်သွားမယ်ပဲ့တင်တန်ထုတ်ပြီးတော့ဖတ်ရမယ်ဘုဒ္ဓဖြစ်သွားမာဘုဒ္ဓမာဘုဒ္ဓတာရလုံးဖတ်ကြည့်မယ်ဝါလာတုံအာဘီဒူနာမာဘုဒ္ဓဝါလာတုံအာဘီဒူနာမာဘုဒ္ဓ